အားလုံးပဲမင်္ဂလာပါရှင် Pew Audio Library ကနေကြိုဆိုပါရနော်ဒီနေ့မှဆိုရင်တော့ Pew ကဆရာကြီးစော်ရဲ့ပုံမြင်ကောင်းတွေကတစ်ပုဒ်ဖြစ်တဲ့ဉာဏ်ကောင်းသောမြောက်ကလေးနဲ့မိချောင်းဆိုတဲ့ပုံမြင်လေးကိုပြပြပေးသွားမှာဖြစ်ပါတယ်နော်ကဲပုံမြင်လေးကို Pew နဲ့အတူနားဆင်လိုက်ကြရအောင်လားရှင်တခါကမြေကမ်းနားကတရက်ပင်ကြီးပေါ်မှာမြောက်ကလေးတစ်ကောင်နေထိုင်ပါတယ်အဲ့ဒီတရက်ပင်ကတရက်သီးတွေဟာတိတ်ကိုချုံမြင်လွန်းလို့မြောက်ကလေးဟာနေတိုင်းပျော်ပျော်ရွှင်ရွှင်စားတော့လေးရှိပါတယ်။အဲ့ဒီမြစ်ထဲမှာတော့မိချောင်းလေးမရနှကောင်နေထိုင်ကြပါတယ်။ဒီနေ့မှာမိချောင်းမကမိချောင်းတီးကိုပြောပါတယ်။အမောင်ကိုတရက်ပင်ပေါ်ကမြောက်ကလေးဟာနေတိုင်းချိုတဲ့တရက်သီးတွေစားနေတာဆိုတော့သူ့ရဲ့နှလုံးသားဟာလည်းတိတ်ကိုချုံမြင်ပါပဲ။ကျမသူ့နှလုံးသားကိုစားခြင်းနဲ့ဖမ်းပေးပါလို့ပူဇော်ပါတယ်။မိချောင်းတီးဟာသူဇနီးအလိုကျစေဖို့အတွက်မြောက်ကလေးစီကိုသွားပြီးလင်ညာစကားဆိုပါတယ်ဟေးမြောက်ကလေးမင်းဒီဘက်ကန်းကတရက်သီးတွေပဲစားနေတာမရိုးဘူးလားဟိုဘက်ကန်းမှာဒီထက်ဆိုတဲ့တရက်သီးတွေအများကြီးရှိတယ်မင်းသွားရင်ငါကြောပေါ်လိုက်ခဲ့ငါလိုက်ဖို့ပေးမယ်မြောက်ကလေးဟာမိချောင်းကိုယုံကြည်ပြီးသူ့ကြောပေါ်ကိုခုန်တက်လိုက်ပါတယ်မြစ်လေကိုရောက်တဲ့အခါမိချောင်းကြီးဟာရေထဲကိုတဖြည်းဖြည်းငုပ်ရှိုးဖို့ပြင်ပါတယ်မြောက်ကလေးကကြောက်လန့်တကြားနဲ့ဟေးမိချောင်းကြီးဘာလို့ရေထဲငုပ်တာလဲငါရေမကူးတတ်ဘူးလေလို့ပြောပါတယ်အဲ့ဒီအခါမိချောင်းကမြောက်ကလေးငါမင်းကိုတီးတီးကျွေးဖို့ခေါ်လာတာမဟုတ်ဘူးငါမင်းမကမင်းရဲ့နှလုံးသားကိုစားခြင်းလို့ဖမ်းလာတာလို့အမှန်တိုင်းပြောလိုက်ပါတယ်မြောက်ကလေးဟာခဏတော့ထိတ်လန့်သွားပေမဲ့ချက်ချင်းပဲညှံထုတ်လိုက်ပါတယ်ပြီးတော့အေးအေးဆေးဆေးပဲပြန်ပြောလိုက်တယ်အော်မိချောင်းကြီးဟာဒါဆိုလေစောစောကပြောပါရောလားငါတို့မြောက်တွေကတစ်ပင်ပေါ်ခုံလို့တဲ့အခါနှလုံးသားပျက်စီးသွားမှဆိုလို့တစ်ပင်ပေါ်မှာချိတ်ထားခဲ့တာကွာအခုငါမှနှလုံးသားပါမလားဘူးမင်းတကယ်စားခြင်းရင်တစ်ပင်စီပြန်လဲမှရမယ်ဦးကြောင်ကြောင်မိချောင်းကြီးဟာမြောက်ရဲ့စကားကိုယုံသွားပြီးကမ်းခြေကိုပြန်ကူးလာပါတယ်ကမ်းခြေနဲ့နီးနီးလေးရောက်တာနဲ့မြောက်ကလေးဟာမိချောင်းကျောပေါ်ကနေတစ်ပင်ပေါ်ကိုအမြန်ဆုံးခုန်တက်ပြေးပါတော့တယ်တစ်ပင်ပေါ်ရောက်မှမြောက်ကလေးကလှောင်ရည်ပြီးဟဲ့ငါတို့မိချောင်းကြီးရဲ့လောကမှာကိုယ်နှလုံးသားကိုပြင်မမှာချိတ်ထားလို့ရတဲ့တော်ဟာရှိလို့လားမင်းကအကောင်သားကြီးတာညံမရှိပါလားလို့ပြောပြီးမောင်းထုတ်လိုက်ပါတော့တယ်ကဲဖြူရဲ့ပုံမြင်လေးကတော့ဒါပါပဲရှင်ဖြူဒီနေ့ပြပြသွားတဲ့ပုံမြင်လေးကတော့ညံကောင်းသောမြောက်ကလေးနဲ့မိချောင်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ဖြူကတော့ဒီပုံမြင်လေးကိုနားထောင်ပြီးဘေးရန်ရကြုံလာတဲ့အခါထိတ်လန့်ခြင်းမရှိဘဲညံကိုသုံးခြင်းကသာဘေးရန်ရကနေကင်းလွတ်စေနိုင်တယ်ဆိုတဲ့သင်ခန်းစာလေးရရှိခဲ့ပါတယ်ဤသက်ကြီးတို့အနေနဲ့ရောဘာသင်ခန်းစာလေးများရရှိခဲ့ကြလဲရှင်ဖြူရဲ့ပုံမြင်လေးကိုနားထောင်ဖို့အတွက်ဖြူရဲ့ YouTube channel လေးကို subscribe လေးလုပ်သွားပေးပါဦးနော်